အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ pick a card reading လေးလုပ်ပေးထားတယ်ဒီ pick a card reading နေတာကျွန်တော်တို့ဒီ general reading လေးဖြစ်တယ်ကိုကြိုက်တဲ့ card တစ်ခုကိုရွေးလိုက်လို့ရတယ်ဒီ card background လေးတွေကိုရွေးမယ်ဆိုလို့ရှိရင်လည်းရွေးလို့ရတယ်အကယ်လို့ card background လေးတွေကိုမရွေးတတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပစ္စည်းလေးတွေပေါ့နော်ဒီမှာဆိုရင်လက်ဆောင်ပူလေးပြီးတော့rose quartz လေးပြီးတော့ဒါကတော့ green aventurine ပေါ့နော်ဒီအစိမ်းရောင်ကြောက်လေးပေါ့နော်ပြီးတော့ဒီမှာပန်းရောင်ကြောက်လေးဒါအဝိုင်အောင်ဒီဘူးလေးပေါ့နော်အဲဒီပစ္စည်းလေး၃ခုကိုကြိုက်တဲ့ပစ္စည်းရွေးမယ်ဆိုလို့ရှင်လည်းရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှင်လည်းဒီကတ်ရဲ့ဒီနောက်ခံလေးတွေကိုကြည့်ပြီးတော့ကိုရွေးမယ်ဆိုလို့ရှင်လည်းရွေးလို့ရတယ်ခုလောက်ဆိုလို့ရှင်တော့ရွေးပြီးတော့လောက်ပြီလို့ထင်တယ်အဲ့တော့ကျွန်တော်တို့ဒီcut 1လေးကိုအရင်ဆုံးစပြီးတော့တွားလိုက်မယ်ပေါ့အဲ့တော့ပထမဆုံးမှာတော့ဒီ cut သမားလေးအတွက်အရင်ဆုံးပြောမယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီ cut သမားလေးဒီမှာကအခြေအနေနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောမယ်ပေါ့နော်အခြေအနေမှာ relationship သမားလေးတွေကတော့ဒီနည်းနည်းလေးဒီလာထဲမှာအခြေခံနည်းနည်းညံ့နေပေါ့နော်အခြေအနေမှာဥမာစကားအများရင်ဖြစ်တာခဏခဏဖြစ်တတ်တယ်ပေါ့လို့ရှင်တပ်ပါဆက်ဝင်လာတာမျိုးပေါ့နော်ဖြစ်တတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ negative side စီခြင်းနဲ့single ဖြစ်နေတဲ့လူတွေကတော့အဆင်ပြေတယ် single ဖြစ်နေတဲ့လူတွေကတော့ကိုယ့်စီကိုကိုယ့်လာပြီးတော့သဘောကျတဲ့လူကိုယ့်စီကိုလာပြီးချင်းကတ်တဲ့လူတွေပါလေရှိနိုင်တယ်ပြောလို့ရှိရင်ကိုအနေနဲ့လည်းပေါ့နော်ဒီလထဲမှာစမ်းကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ငွေကြီးပေါ့နော်ငွေကြီးအနေနဲ့ကတော့တော်တော်လေးကောင်းတယ်ငွေကြီးလက်လာပါပေါ်များကျွယ်ဝတယ်တော်တော်လေးကောင်းတဲ့ထက်မှာပါတယ်ပေါ့နော်လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေမယ်ယာရုတိုးလာစာတိုးတွေပါရှိရဆိုလို့ရှိရင်အဆင်တိုးဖို့ရှိရပေါ့နော်ပြီးတော့ဒီလထဲမှာပေါ့နော်ခီးပါသွားနိုင်တယ်ပေါ့နော်ခီးပါသွားရတတ်တယ်ခီးသွားဖို့လည်းအကြောင်းဖန်လာလိမ့်မယ်ပေါ့နော်ခီးပါသွားမယ်ဆိုလို့ရှိရင်လည်းကောင်းတယ်ပြီးရင်ကျမကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးတော့အဲ့လိုဖျားနာတာဖြစ်တတ်တယ်ကျူးဆိုင်ဖို့လိုတယ်အထူးဖြစ်အဲ့လိုခြေထောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ခြေထောက်အပိုင်းနဲ့ပတ်သက်ပြီးတော့ကျူးဆိုင်ဖို့လိုတယ်ပြီးရင်အေးမိတဲ့အပိုင်းပေါ့နော်အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျူးဆိုင်ဖို့လိုတယ်ပေါ့နော်ဒီနေ့ပိုင်းမှာတော့အဆင်ပြေတယ်ဒီလာတော့ကတော့ overall အနေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့စိုးပေါ့နော်ကောင်းတဲ့အထင်မှာတော့ပါတယ်အဲ့တော့ဒီပိုင်းသမားလေးတွေကတော့ဒီလောက်ပဲပေါ့နော်အဲ့တော့နောက်ထပ်ပိုင်းလေးတစ်ခုသွားလိုက်မယ်ကဲခုကတော့ဒီပိုင်းသမားလေးပေါ့နော်ဒီပိုင်းသမားတွေအတွက်ကတော့ဒီလာထဲမှာပေါ့နော်အခြေနဲ့ပတ်သက်ပြီးအရန်ကောင်းပါတယ်စမ်းအရန်ကောင်းတယ်စမ်းပွင့်မှုရှိတယ်ပြောလို့ရှိရင်လိုမျိုး single သမားတွေဆိုလို့ရှိရင်ကိုယ်လာပြီးတော့ချင်းကတ်တဲ့လူကိုယ်လာပြီးတော့သဘောကျတဲ့လူကြိုက်တဲ့လူတွေပေါ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားပြီးတော့တွေ့ရတယ်ပြီးတော့ငွေကြီးပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းတော်တော်ကောင်းတယ်လလပါတော်တော်ကောင်းတဲ့လာလို့ပြောလို့ရတယ်ဒီလာထဲမှာအဲ့လိုအလုပ်ကိုပေါ့နော်တေချာလေး focus လုပ်ပြီးတော့တေချာလေးအာရုံစိုက်ပြီးတော့လုပ်တင်တယ်လုံးဝကြိုးကြိုးစားစားနဲ့လုပ်မယ်ဆိုလို့ရှိရင်ဒီလမှာငွေကြီးလက်လာပါတော်တော်ကောင်းတယ်ကိုလှုပ်တလောက်ငွေပြန်ရတယ်ကိုလှုပ်တလောက်အောင်မြင်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားတွေ့ရတယ်ဒီလမှာအခက်ခဲနည်းနည်းပါးပါးတွေ့ရနိုင်တဲ့အလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့ကျင်းတဲ့ပိုင်းဒီမှာပေါ့နော်အခက်အခဲနဲ့ပတ်သက်ပြီးတော့နည်းနည်းပါးပါးတော့တွေ့ရနိုင်တယ်ဒါပေမဲ့ဖျက်ကျော်နိုင်မယ်အဆင်ပြေမယ်ပေါ့နော်ကြော်ပြီးတော့ကြော်ဖြတ်နိုင်မယ်ဆိုတဲ့အနေအထားမှာသွားပြီးတော့တွေ့ရတယ်ပေါ့နော် overall အနေနဲ့ဆိုလို့ရှိရင်ဒီကတ်သမားလေးတွေကတော်တော်ကောင်းတဲ့ထဲမှာပါတယ်ဒီလအတွက်မှာအရင်ဘာမှစိတ်ပူစရာမတွေ့ရဘူးကျမကြီးနဲ့ပတ်သက်ပြီးတော့လည်းစိတ်ပူစရာမတွေ့ရဘူးသူဖြစ်လို့ငွေကြီးပေါ့နော်ငွေကြီးကန်အလုပ်ကန်အဖြစ်လည်းစိတ်ပူစရာမတွေ့ရဘူးအခြေမှာဆိုလို့ရှိရင်လည်းတော်တော်စမ်းပွင့်တဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီပိုင်းသမားလေးတွေကတော့ဒီလောက်ပါပဲနောက်ထပ်ပိုင်းလေးတစ်ခုသွားကြမယ်အဲ့တော့ဒီပိုင်းသမားလေးတွေကတော့ပေါ့နော်ဒီလထဲမှာကနည်းနည်းလေးစိတ်ရှုပ်စရာလေးကြုံရနိုင်မှာပေါ့နော်စိတ်ရှုပ်စရာလေးတွေစိတ်ပင်ပန်းစရာသတင်းလေးတွေပေါ့နော်ကြားရတတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကကောင်းကောင်းကြော်ဖြတ်နိုင်မယ်ဆိုတဲ့အနေအထားမှာသွားပြီးတွေ့ရတယ်ပေါ့နော်ဒီလထဲမှာအလှူဒန်းတွေများများလုပ်ဖို့လိုတယ်ဒီလထဲမှာအလှူဒန်းတွေလည်းလုပ်ဖြစ်လိမ့်မယ်ပေါ့နော်ကိုဘက်ကနေပြီးတော့လို့မျှဝေပေးရတယ်ဆိုရဲ energy မျိုးသွားပြီးတော့တွေ့ရတယ်ပြီးတော့အခြေပေါ့နော်အခြေနဲ့ပတ်သက်ပြီးတော့အရင်ထွေထူးထူးပြောင်းလဲရမတွေ့ရဘူးဒီလထဲမှာလည်းဥမာ relationship ရှိရလို့တမားဆိုလို့ရှိရင် relationship နဲ့သူကနေသူအဆင်ပြေမယ်single သမားလေးတော့ကလည်း single ပဲဆက်ပြီးတော့ပေါ့နော်ရှိနေအောင်ပဲပေါ့နော်ဒီတိုင်းလေးပဲဆက်ပြီးတော့ပဲသွားဖြစ်နေအောင်ပဲပြီးတော့ငွေကြီးပေါ့နော်ငွေကြီးအဖြစ်ကတော့ကိုဘက်ကပဲပေးရတာပို့ပြီးများလိမ့်မယ်ပေါ့နော်ကိုဘက်ကပဲအထွက်ပို့ပြရတယ်ပေါ့နော်ဒီလားထဲမှာနည်းနည်း
ငွေအထွက်လေးတွေများလိမ့်မယ်ငွေဝင်လာထက်ပေါ့နော်ဝင်လာထက်နည်းနည်းအထွက်လေးများလိမ့်မယ်ဒါပေမဲ့ဒီလနောက်ပိုင်းပေါ့နော်ဒီလအပြီးဒီလနောက်ပိုင်းမှာတော့ပြန်ပြီးတော့ငွေအဝင်လေးတွေပြန်ပြီးရှိလာလိမ့်မယ်ပေါ့နော်ဒီလတွေမှာတော့ငွေအထွက်လေးနည်းလေးပို့ပြီးများလိမ့်မယ်ပေါ့နော်သူဖြစ်ဒီလတွေမှာလေလို့စိတ်ပင်ပန်းရလေးများလိမ့်မယ်ပေါ့နော်အဓိကပြဿနာတော့အဲ့အလေးတစ်ခုပါပဲစိတ်ပင်ပန်းရတာစိတ်ရှုပ်စရာလေးများတတ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေကိုဒီလတွေမှာကောင်းကောင်းမွန်မွန်တော့ကြော်ဖြတ်နိုင်မယ်လို့ပြောလို့ရတယ်ပေါ့နော်အဲဒီဟာလေးတစ်ခုပဲပေါ့နော်ကျန်တဲ့အပိုင်းတွေကတော့မစိုးပါဘူးအဆင်ပြေလို့ပြောလို့ရတယ်အလုပ်ကိုင်ရဖြစ်လဲအဆင်ပြေလိမ့်မယ်ပေါ့နော်ဒါပေမဲ့လုပ်ငန်းခွင်မှာလည်းပေါ့နော်အဲ့လိုမျိုးစိတ်နှောက်ယှက်လေးကြုံရတတ်တယ်ပေါ့အဲ့တော့ဒီပိုင်းသမားလေးတွေကတော့ဒီလောက်ပဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် reading လေးကိုအဆုံးထိကြည့်ပြီးလို့ပေါ့နော်အဲ့တော့ဒီလို reading လေးတွေနောက်ပိုင်းမှာလည်းထပ်ပြီးလုပ်ပေးသွားပါအောင်မယ်အထူးဖြစ်ဒီလို pick a card လေးတွေ pick a pine လေးတွေဒါမျိုးလေးတွေထပ်ပြီးလုပ်ပေးသွားပါအောင်မယ်အကယ်လို့ကိုယ်ပေါ့နော်ဒီလုပ်ပေးစေချင်တဲ့မိကွန်းလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တစ်ချက်လောက်comment လေးမှာပေါ့နော်ရေးခဲ့ပေးပါအောင်ပြောလို့ရှိရင်ကိုရွေးခဲ့တဲ့ကိုဒီမှာပေါ့နော်ရွေးခဲ့တဲ့ပိုင်းပေါ့နော်ဒီမှာဆို1 2 3ပေါ့နော်နံပါတ်အနေနဲ့ဆိုတော့1 2 3ပေါ့နော်ဒီ1 2 3ရဲ့မှာကိုရွေးခဲ့တဲ့ပိုင်းလေးဆိုလည်းကျွန်တော်ဒီ comment တွေမှာတစ်ချက်လောက်မှန်ခဲ့ပေးပါအောင်เนาะအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းမှာလည်းဒီလို reading တွေထပ်ပြီးလုပ်ပေးသွားပါအောင်မယ်เนาะ